ဒီနေ့ဆက်လက်မျှဝေပေးမှာကတော့မနေ့ကဒီနေ့တော့ဆက်လက်ပြီးတော့ဘယ်လက်ကလေးညာလက်ကလေးအေယူဆုံးပါပြီးတော့ဘယ်လက်တကြွယ်ဂျီယိုတစ်လုံးနဲ့ပြီးတော့ဘယ်လက်တန်းလက်တကြွယ်ညာလက်မလက်ညူ FG မောင်းနေထားတဲ့ဇုံထိုးဇုံမယ်哦ပြီးတော့အေးရဇုံမှာလက်ကလေးဇုံဘယ်လက်မစီကိုတစ်လုံးနဲ့ဘယ်လက်မစီတစ်လုံးနဲ့ပြင်ဖြောင်းတော့အေးနဲ့ဒီဘက်ကဂျီနဲ့ဒီလိုတီးတာပြီးတော့လက်ညှိုးကဂျီကိုတစ်လုံးနဲ့ဒီလက်ကွက်ကလေးပါခင်ဗျာနောက်တစ်ခုကအကောင်လုံးကစုံနေပါပဲ F ကိုလက်ကလေးစုံဒီဘက်က G နဲ့ A ကိုဘယ်ဘက်ကလက်ညှိုးလက်မညာဘက်ကလက်တကြွယ်လက်သားစုံပါဘယ်ဘက်ကလက်တန်း D ညာဘက်ကလက်ခလေး E ဆုံးပြီးတော့ဒီလက်ညှိုးက D ကိုတစ်လုံးနဲ့ပြီးတော့ဘယ်လက်မနဲ့ညာလက်မနဲ့ဘယ်လက်မက A ညာလက်မ Cလက်ညှိုးချင်းစုံဘယ်လက်ညှိုးကကြီးညာလက်ညှိုးကတီးပြီးတော့လက်ခလဲနဲ့လက်တကြွယ်နဲ့ဘယ်လက်ခလဲက F ညာလက်တကြွယ်ကလည်း Fโอเคဒီလက်ကွက်ကလေးပါခင်